နေ့မှာတော့ညနေ4 နာရီခွဲတကယ်ကိုကျွန်တော်မြန်မာစံတော်ချိန်မှာတကယ်ကိုအချိန်ကောင်းမှာရှင်ပင်ကစားသွားမယ်ရောမထားပြီးရိုမာနဲ့လာဇီယိုရဲ့တကယ်အကျိတ်နဲ့ရှိမဲ့ပြည်သက်တွေအတွက်တကယ်ရင်ခုန်တုံးစီမြန်စီမဲ့ဒါဘီပွဲကောင်းတစ်ပွဲကိုကျွန်တော်ဝါရီယာညီကိုတွေတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရိုမာပွဲအတွက်ဒါကချန်ပီယံလိဝင်ခွင့်ရမရဘူလူပွဲတစ်ပွဲကစားမယ်ပုံစံဒါပေမဲ့လေတတ်မှတ်ချက်အရတော့ Serie A scoreline ကကျွန်တော်တို့သွားရင် 1-2-1 လို့ margin လေးနေပဲသွားတာအသင်းကြီးအသင်းငယ်တွေးဆုံမှုမှာတော့နိုင်မယ်လို့အာမခံလို့မရတဲ့အချိန်တွေမှာတော့ဒီလိုမျိုးအရန်ကြီး level တွေကွာနေတာမဟုတ်တဲ့ဒါဘီပွဲစဉ်လည်းဖြစ်တဲ့အတွက်ကျွန်တော်တို့ရိုမာနိုင်ကောင်းနိုင်သွားနိုင်ပါတယ်ဒါပေမဲ့လည်းနှစ်ဂိုးပြတ်လောက်ဆိုတဲ့အခြေအနေကြီးတော့မထင်ဘူးပြီးခဲ့တဲ့ဒါထိပ်တိုက်တွေးဆုံမှုတချို့မှာလည်းဂိုးတွေကဒီနှစ်သင်းတွေ့တိုင်းမှာလို့ 1-0 ပတ်ဝန်းကျင်နေပဲသွားပြီးတော့အစီအပွားပါနေပါမယ်ရိုမာနိုင်ကောင်းနိုင်သွားနိုင်ပါတယ်ဒါပေမဲ့လည်းနှစ်ဂိုးပြတ်လောက်ထိတော့မဖြစ်ဘူးလို့ထင်တယ်လာကြည့်တော့နေပါမယ်ဒါပေါ့ဒါဘီဆိုတော့နိုင်ရင်တော့မှဂိုးပြတ်ဖို့မလွယ်ဘူးပေါ့လေကျွန်တော်တော့ရိုမာပဲကြိုက်ပါတယ်တစ်ယောက်စီဖြစ်တော့ဟုတ်ရိုမာကအိမ်ဝင်းဆိုလည်းနောက်ဆုံးမှာဒါ7ပွဲဆက်လာမရှုံးထားဘူးဒီဇင်ဘာဒါနောက်ပိုင်းမှာနာပိုလီကိုရှုံးပြီးနောက်ပိုင်းအိမ်ဝင်းလုံးဝမရှုံးတော့အခုနောက်ပိုင်းအိမ်ဝင်းပွဲဆိုလည်းကူးပြတ်ထားတယ်ဆိုတော့ဟိုလက်ရှိချိန်တွေကလည်းနိုင်အောင်နိုင်မှဖြစ်မဲ့ချိန်တွေမှာတကိုးကွာလောက်တော့နိုင်တဲ့နဲ့တကိုးကွာလောက်နိုင်ရင်တော့မရှုံးဆိုတော့နှစ်ကိုးလောက်တော့ဒါစွန်စားတင်နေထင်တာပါဟိုလည်းဒီမှာတော့လာဇီယိုပဲရွေးပါတယ်ဒါပြီးခေါင်းစဉ်အောက်မှာကူးပြတ်ဖို့မလွယ်ဘူးပေါ့နော်အဲ့တော့ဒါအကိုတို့ညီကိုတွေကတော့3ယောက်ရွေးထားပြီးပြီမတာလီယာရိုမာပါရိုမာပါကိုတီဟောဒါလီယာရိုမာဒီကြတယ်ကိုတီကလည်းရိုမာနော်ကိုတီကလည်းရိုမာပါလောဆိုတော့3မဲ2မဲဖြစ်ကိုကွန်းလည်းရိုမာပါပဲကိုထွန်းလည်းရိုမာဒီဘက်ကိုတရားမှတက်မလာတော့ရိုမာကိုအထင်ကြီးနေကြတယ်ကူတာတင်ဆက်ပေးမဲ့ပွဲစဉ်ကတော့ဒီဘက်အီတလီစီးရီးပွဲစဉ်တွေရဲ့နောက်ထပ်ပွဲစဉ်တွေပွဲလို့ပြောရမယ်အတလန်တာနဲ့ဘရိုနာအသင်းတို့ပွဲစဉ်ရှင်ပင်ကစားမဲ့ပွဲကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီစီဇန်မှာလည်းဒါညီလေးဥက္ကာနဲ့ဒီနေ့နိုင်လေးအောင်ကကျွန်တော်နဲ့တူပေါင်းပြီးတော့ဆွေးနွေးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တော့ဘရိုနာကြိုက်ပါတယ်ဒီအတလန်တာပွဲမှာနောက်ဆုံးကစားထားတဲ့ကျွန်တော်တို့ပြိုင်ပွဲရဲ့9ပွဲမှာဆိုလို့ရှိရင်တပွဲတည်ကြတယ်အတလန်တာရဲ့နိုင်ပွဲကဒါတပွဲပဲရှိတယ်ဒီယာဒီမှာလည်းဘရိုနာရဲ့အဝေးကွင်းဖောင်ကောင်းနေတယ်ပြီးတော့အတလန်တာပွဲမှာကစားတဲ့နောက်ပိုင်းနှစ်တွေအတွင်းမှာလည်းဘိုလိုနာအဝေးကွင်းဖောင်လည်းကောင်းနေရဆိုတော့ဒီပွဲမှာလည်းဒီဖီယာဂိမ်းနဲ့ကစားမဲ့ဘိုလိုနာကိုသဘောကျပါတယ်ပထမအကျော်အရှုံးကျွေးကိုဆက်မလာအောင်ဒီလေးဥက္ကာရောကျွန်တော်လည်းဘိုလိုနာပဲကြိုက်ပါတယ်ဆိုတော့နှစ်သင်းလုံးအထက်အောက်ဖြစ်နေတယ်အရင်ကြီးခြေသွမ်းပိုင်းကကွာနေတာလည်းမဟုတ်နောက်ဆုံးပွဲတွေမှာနိုင်ထားတယ်ဆိုပေမဲ့လည်း overall ရပြန်ကြည့်မယ်ဆိုရင်ဟိုကောင်းနေတယ်ဆိုတဲ့ပုံစံမှာရှိမနေတော့ဘာမှသိပြီးတော့ဒူးကြကြဟိုကွာမယ်တော့မထင်ဘူးအဲ့တော့မရှုံးရင်အဆင်ပြေတဲ့ဘလုံးနာဘက်မှာပဲနေပါမယ်။အခုလည်းညီလေးတို့လိုပါပဲ။မရှုံးရင်အဆင်ပြေပြီဆိုတဲ့ဟာကအကိုတို့အတွက်တော်တော်မတ်လောက်ရှင်းနေတာဖြစ်နေ။အဲ့တော့ကိုတရားစောအတလန်တာပါ။တရားစောကအတလန်တာ။ဟောရိုးစေးပေါက်သွားပြီ။ဒါလီကဘလုံးနာပါ။ဟာဒါလေးကဘလုံးနာလူများနေတယ်။ကိုကုန်းကလည်းအတလန်တာပါ။အတလန်တာကိုထွန်းအတလန်တာပါ။3-4တိုင်းပဲ3-4တိုင်းပဲပါပဲခုတင်ဆက်ပေးမဲ့ပွဲကတော့ပြင်သစ်လီဂူရဲ့ရာသီပိတ်နောက်ဆုံးပွဲစဉ်တွေတပြိုင်နက်တည်းရှင်ပင်ကစားမဲ့ပွဲတွေထဲမှာစိတ်ဝင်စားစရာအကောင်းဆုံးပွဲလို့ယူဆရတဲ့ Lion နဲ့ Lanston တို့ရဲ့ပွဲစဉ်ကိုကျွန်တော် Warrior ညီကိုတွေတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်းဖြစ်လိုက်တာပြောရမယ်ဆိုရင်တော့ Lion ဘက်မှာပဲအားလုံးရှိလိမ့်မယ်လို့ထင်တယ်အဲ့တော့ကျွန်တော်ပါဝင်ပေါ့လေအဲ့တော့ Lion ကနိုင်မှလည်းရလိမ့်မယ်တရားစီလုံးကစားပြီးကန်ခဲ့သမျှဒီပွဲလေးနိုင်မှဖြစ်မယ်နိုင်အဆင်ပြေပြီဆိုတဲ့အချိန်မှာတော့ဘာကြောင့်လဲမှခြေချော်ခံမယ်တော့မရှိဘူးတကယ်လို့တခုသာခြေချော်သွားမယ်ဆိုရင်တရားဒီလုံးကျူစားသားများနောင်နာရသွားတယ်တော့လိုင်ယွန်ဘက်မှာပဲနေပါမယ်။ကျွန်တော်လည်းလိုင်ယွန်ပါပဲ။ကျွန်တော်ရှေ့မှာလည်းဒီပို့ပြီးတော့အတိတ်ပဲရှိတဲ့ရိုမာလို့အသင်းကိုလည်းရွေးခဲ့ပြီးပါပြီဆိုတော့အခုလည်းပို့ပြီးတော့အတိတ်ပဲပြေးသွားနေမယ်လိုင်ယွန်ကြိုက်ပါတယ်။အခုတို့ရဲ့ရွေးချယ်မှုတွေဆိုတာဘာမှမဟုတ်ဘူး။ဒါပေမဲ့သူတို့အတွက်ကြတော့သူတို့ရဲ့ဒီနှစ်9နှစ်10နှစ်လောက်စောင့်နေတဲ့ချန်ပီယံလိအိမ်မက်ကဒီပွဲနဲ့အများကြီးတိုက်ရိုက်သွားပြီးအချိုးညီပေါ့နော်။အဲ့တော့ဒါအခုတို့ညီကိုတော့အောင်လောက်တော့လိုင်ယွန်ဘက်မှာရှိနေတယ်။ကျန်တဲ့ Warrior တွေလည်းလိုင်ယွန်ကဒီပွဲမှာပို့ပြီးတော့အောက်ကပြောလို့ပဲ favorite တော့ဖြစ်မှာပဲ။ဒါပေမဲ့ဘသူများခြုံပြီးတော့ lens များရွေးထားအောင်မလဲပေါ့ကန်တူးရှင်သူများဖြစ်လာတော့က lens ဟဲကိုထွန်းပါလာပြီဒီဟာဆိုလေ lens ပါကိုလေးထွက်လာပြီမက်တာလီကတော့ line မှာငါလေးက line ရောငါလေးလူပေါင်းမှန်မယ်ထင်တယ်ခုနကလည်းမှန်သွားကိုကွန်းကလည်း line ဟာကိုကွန်းပါလာရင်တော့နည်းနည်းတော့လန့်သွားဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ ਨੇ တရားစီလုံးအတူတူရှိနေပေးတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ညီကိုရဲ့ဒီနေ့တင်ဆက်မှုလေးတွေကိုလည်းဒါတညာလုံးအားပေးကြည့်ရှုခဲ့တာပြည်သက်တွေအားလုံးလည်းဂျင်းနေနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်ကျွန်တော်တို့လာမယ့်ရာသီတွေမှာလာမယ့်ပွဲတွေမှာလည်းအကောင်းဆုံးတင်ဆက်မှုတွေနဲ့ပြည်သက်တွေစီကိုပြန်လာအောင်မယ်ဒါကျွန်တော်တို့ရဲ့တင်ဆက်မှုကတော့ Weekend Warrior ပွဲနေသူရဲကောင်းများအစီအစဉ်ဖြစ်ပါတယ်ခင်ဗျပြန်ပွဲတိုင်းကိုလေးစားနိုင်ယူတဲ့တရဲကောင်းများ